အားလုံးပဲမင်္ဂလာပါဒီနေ့မှာပြောပြမယ်အကြောင်းအရာလေးကတော့ Xiaomi ကုမ္ပဏီကနေအသစ်ထုတ်လုပ်လိုက်တဲ့ Xiaomi Su7 Ultra ကားအကြောင်းပဲဖြစ်ပါတယ် Xiaomi ကုမ္ပဏီကတော့တရုတ်နိုင်ငံမှာ Su7 Ultra Sedan EV ကားကိုရောင်းချဖို့ကြီးညာလိုက်ချိန်မှာတော့2 နာရီအတွင်းအစီးရေ1000ရောင်းချလိုက်ရတယ် Xiaomi ကုမ္ပဏီဘက်ကပြောပါတယ် Su7 Ultra ကားကတော့အားပြည့်သွင်းထားရင်620 ကီလိုမီတာကိုမောင်းနိုင်မှာဖြစ်ပြီးတော့17မိနစ်အသွင်းထားမယ်ဆိုရင်တော့10ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိအသွင်းပေးနိုင်မှာပဲဖြစ်ပါတယ်1526 horsepower ကိုထုတ်လုပ်နိုင်မှာဖြစ်ပြီးတော့1.98စက္ကန့်အတွင်းတနာရီ3ညကနေ100ကီလိုမီတာနှုန်းအထိအရှိန်မြင့်တင်ပေးနိုင်မှာပဲဖြစ်ပါတယ်အမြန်နှုန်းကလည်းတနာရီကို350ကီလိုမီတာအထိအမြန်ဆုံးမောင်းနိုင်မှာဖြစ်ပြီးတော့တကား၄ပေါက်ပါတဲ့ကားဖြစ်ပါတယ်AI နည်းပညာသုံးထားတဲ့အလိုလျောက်မောင်းနှင်စနစ်နဲ့စမတ်ကလိယာတွေနဲ့ချိတ်ဆက်သုံးနိုင်တဲ့စွမ်းရည်တွေပါတဲ့ Xiaomi Hyper OS ကိုလည်းထည့်သွင်းပေးထားပါတယ် Xiaomi Pilot System ကတော့လမ်းကြောင်းပြောင်းလာအချိန်ပြည့် navigation ကိုပြပေးနေတဲ့ဉာဏ်ရည်မြင့်ကားပါကင်ထိုးတာတွေကိုပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ် Sound System နဲ့ Active Noise Cancellation ပါတဲ့ Speaker 25လုံးကိုထည့်ပေးထားတာကြောင့်အရန်မိုက်တဲ့အသံအရည်သွေးကိုထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်ရရှိနိုင်မယ့်အရောင်တွေကတော့အမဲရောင်အဖြူရောင်ငွေရောင်အစိမ်းရောင်အဝါရောင်တို့ကိုရရှိနိုင်မှာဖြစ်ပါတယ် Xiaomi Su7 Ultra Sedan EV ကားရဲ့ရောင်းချမဲ့ဈေးကတော့တရုတ်ယွမ်နဲ့ဆိုရင်တော့9,2900ယွမ်နဲ့ရောင်းချပေးမှာဖြစ်ပြီးတော့အမေရိကန်ဒေါ်လာနဲ့ဆိုရင်တော့92,988ဒေါ်လာနဲ့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်စီစဉ်လေးကိုအဆုံးထိကြည့်ရှုနားဆင်ပြီးတကယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and share follow လေးလုပ်ပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ